Okay ပထမဦးဆုံးအနေနဲ့ပြောချင်တာကတော့ Mason Mount နဲ့ပတ်သက်ပြီးတော့ United ပရိသတ်တွေစီကနေမေးခွန်းတွေအများကြီးရနေတာရှိတယ်ဒီအပြောင်းအရွှေ့ရာသီမှာဒီ Manchester United အနေနဲ့ Mason Mount ကိုရောင်းသွားမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းတခြားသောကစားသမားတွေကိုခေါ်ယူတဲ့နေရာမှာဒီအလဲအထက်အနေနဲ့အသုံးပြုသွားမလားဆိုတော့မေးခွန်းတွေမေးနေကြတာရှိတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် Mason Mount ရဲ့လက်ရှိအခြေအနေ situation ကအရန်ရှင်းတယ်ကစားသမားဘက်ကနေလည်း club မှာဆက်ပြီးတော့နေချင်တယ် club ဘက်ကနေလည်းသူ့ကိုအလောတကြီးရောင်းချတော့ဖို့ကိစ္စဘာမှမရှိဘူး Mason Mount ကလက်ရှိအချိန်မှာသူ့ရဲ့ကြံ့ခိုင်မှုကိုပို့ပြီးတော့ကောင်းလာအောင်လာမဲ့ဒီယာတီအတွက်ကိုအစင်သင့်ဖြစ်နေအောင်လို့စူးစမ်းပြီးတော့ပြင်ဆင်နေတဲ့ personal trainer တွေငှားပြီးတော့လေ့ကျင့်ရေးတွေတောက်လျှောက်ဝင်နေတာရှိတယ်လာမဲ့ယာတီမှာ Ruben Amorim ရဲ့ကစားကွက်အောက်မှာကောင်းကောင်းခြေစွမ်းပြနိုင်ဖို့ကို Mason Mount ဘက်ကအာယုံအပြည့်အဝစိုက်ပြီးတော့အလုပ်လုပ်နေတယ်ဒီယာတီချိုခြေစမ်းပွဲတွေကနေစပြီးတော့လုံးဝ fit ဖြစ်နေအောင်လို့သူ့ဘက်ကစူးစမ်းနေတာရှိတယ်ဒါပေမဲ့အပြောင်းရွှေ့ယာတီကအချိန်ကြီးအများကြီးကြံသေးတယ်အခုမှဂျွန်လတည်းပဲရှိသေးတယ်ဇူလိုင်ရှိသေးတယ်ဩဂတ်လမှာကြံသေးတယ်ဆိုတော့ဒီကြားထဲမှာဘာတွေဖြစ်လာမလဲဘယ်လို surprise တွေရောက်လာမလဲကတော့ဘယ်သူမှပြောလို့မရသေးဘူးဒါပေမဲ့လက်ရှိအချိန်ဂျွန်လ24ရက်နေ့ဂျွန်လကုန်အထိကတော့အခြေအနေအကုန်လုံးကရှင်းနေတယ်ဘယ် club ကမှလည်း Mason Mount ကိုဝယ်မယ်ဆိုပြီးတော့အတန်ထွက်နေတာမျိုးမရှိသလိုကစားသမားဘက်ကနေလည်းဒီအသင်းပေါ်မှာပဲအပြည့်အဝအာရုံစိုက်ပြီးတော့လှုပ်နေပါတယ်